ပါရှင်ထားလို့ပြန်လဲဆုံးသေးကြပါပြီမနေ့ကထားပေးခဲ့တဲ့ Nottingham Forest ပေါ်ရီကတော့ဒါ160လောက်ထိစားလိုက်ရပါတယ်အမှန်ဆိုအဲ့ဒီပွဲကထားလို့အပြည့်ရမယ်ပွဲပါเนาะဘာလို့လဲဆိုတော့ဒါ Nottingham Forest ဘက်ကလည်းဒါတော်တော်လေးကောင်းတယ်ဆိုပေမဲ့ဒါသူကဂိုးရပြီးတဲ့နောက်ပိုင်းမှာဂိုးထပ်ပေးရမှာကိုကြောက်ပြီးတော့သူကကြောက်ကန်ပြီးကစားနေနေပဲဒါအန်တိုနီကလည်းမနေ့ကဆောင်းရမ်းနေကောင်းတယ်ပေါ့အဲ့တော့အန်တိုနီရဲ့နောက်ဆုံးဂိုးနဲ့တူတိမ်ချပြီးတော့မှဒါကြည့်တော့မရနိုင်ဘူးဒါပေမဲ့160တော့စားလိုက်ရပါတယ်ဆိုတော့ဒီနေ့မှလည်းထားရဲ့တပွဲကောင်းရွေးချယ်မှုကိုကိုတို့အတွက် free သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ထားရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ကြပါဦးရှင်ထားသုံးသက်ပေးဖို့ရွေးချယ်ထားတဲ့တပွဲကောင်းကတော့ကိုပါအီတလီပွဲစဉ်တွေကဂျီနိုအာနဲ့အမ်ပိုလီပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည7:00နာရီမှာကစားမှာဖြစ်ပါတယ်ဆိုတော့အင်ရှင်ဂျီနိုအာအသင်းကတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာတပွဲပဲနိုင်ထားပြီးတော့2ပွဲတက်ရည်နဲ့ဒါ2ပွဲအထိတောင်ရှုံးထားပါတယ်ဆိုတော့ဒါ4ပွဲစက်တိုက်တောင်ဒါနိုင်ပွဲပြောင်းနေတာဖြစ်ပါတယ်ဝေးခွင်းကနေကစားမဲ့အမ်ပိုလီကကြတော့လေနောက်ဆုံးကစားထားတဲ့9ပွဲမှာတပွဲပဲနိုင်ထားပြီးတော့2ပွဲတက်ရည်2ပွဲရှုံးပေါ့နော်နှစ်သင်းစလုံးကအတူတူပဲနိုင်ပွဲကတော့ဒါနောက်ဆုံးစားထားတဲ့9ပွဲမှာနှစ်သင်းစလုံးကနိုင်ပွဲတစ်ပွဲစီပဲရထားတာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာကြည့်မယ်ဆိုလို့ရှိရင်ဂျီနိုအာကတော့ဘာပဲဖြစ်ဖြစ်ဒါအမ်ပိုလီထက်ဆိုင်တော့ပို့ပြီးတော့အဆင်ပြေတယ်ကွာအမ်ပိုလီကလည်းဒါဒီနေ့စားရမှာကအဝေးခွင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အစကတည်းကအမ်ပိုလီဆိုရင်အဝေးခွင့်ကဒါညံ့ပြီးသားဖြစ်တယ်ပေါ့အဲ့တော့ဒီပွဲစဉ်လေးမှာတော့ထားကဂိုးပေါင်းလေးကိုရွေးချယ်ပေးထားပါတယ်ဂိုးပေါင်းချေ2-60ပေးထားပါတယ်ထားရဲ့ရွေးချယ်မှုကတော့ဂိုးပေါင်းအပေါ်လေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါဂျီနိုအာကကြတော့ဒီယာတီတစ်စီးရီး A မှာနိုင်ပွဲမရသေးတဲ့အတွက်ဒီကနေ့ကိုပါအီတလီပွဲစဉ်ကတော့သူ့ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ဒါအကောင်းဆုံးရုန်းကန်ပြီးတော့မှဒါတိုက်စစ်စင်ကစားလာမယ်နေလို့ပဲထားတော့ထင်တယ်တပတ်ကအမ်ပိုလီကလည်းဒါဒီယာတီစီးရီး B မှာပေါ့နော်သူကစားထားရတဲ့ဒါအဝေးကွင်း2ပွဲစလုံးကိုရှုံးနေထားရတာဖြစ်တယ်ဒါကြောင့်မို့လို့ထားကတော့ဒီပွဲစဉ်လေးမှာဂျီနိုအာကိုပေါင်းအပေါ်လေးကိုရွေးချယ်ပေးလိုက်ရခြင်းဖြစ်ပါတယ်အမ်ပိုလီကလည်းဒါရလက်တွေစိုးနေတဲ့ခန်းစစ်ကလည်းဒါအတော်လေးညံ့နေတဲ့အတွက်ကြောင့်အမ်ပိုလီဘက်ကလည်းဒါဘာပဲဖြစ်ဖြစ်ကြောက်ကန်ပြီးတော့တကိုးလောက်တော့ပြန်ပြီးထည့်လာနိုင်တယ်လို့အင်ရှင်ဂျီနိုအာဘက်ကလည်းဒါကိုပြတ်မပြတ်ကိုပဲစောင့်ကြည့်ရမယ့်အနေအထားတစ်ခုရှိရပေါ့နော်ဒါကြောင့်မို့လို့ဂျီနိုအာဘက်ကလည်းဒါ2ဂိုးလောက်သွားမလား3ဂိုးလောက်သွားမလားပေါ့နော်အနည်းဆုံး2-1 3-1လောက်တော့ဒါသွားမယ်လို့ထားချင်တယ်ဒါကြောင့်မို့လို့ဂိုးပေါင်းအပေါ်လေးကိုပဲရွေးချယ်ပေးလိုက်ပါရရှင်မောင်တယ်လေးကတော့ထုံးစံအတိုင်းပဲထားရဲ့ CB မှာလာရောက်ပြီးတော့မှယူလို့ရပါပြီလို့ပြောချင်ပါတယ်အားလုံးပဲကံကောင်းအပေါင်းပြကြပါစေရှင်ထားရဲ့ဗီဒီယိုလေးတွေကိုလည်း like and share follow လေးတွေလုပ်ပေးသွားကြဖို့လည်းပြောချင်ပါတယ်ရှင်အားလုံးပဲတတာပါ